မခိုင် hostel မမခိုင် hostel ပစ္စည်းအတေးတုတ်ထက်ရောက်တယ်မမခိုင်ပစ္စည်းတေးတုတ်ထက်ရောက်တယ်မမခိုင်ဟိုဟာလေခု9ခွန်ကွန်ပလိန်းနေရညမခိုင်ရဲ့ကုန်ချမ်းဖြစ်ရတာနဲ့ဗာဖြစ်ရတယ်ဆိုတော့လေဒါလုံးဝစက်ရုံတော့ပဲ ညီပေးရမယ်ပေါ့ ညီပေးရမယ်ကျူစီစစ်ပြီးတာစက်ရုံကတော့မခိုင်ကြီးကကျူစီမစစ်ရတဲ့အတွက် ခက်ခက်ကျူစီလိုသေးတယ် ဟုတ်တယ် ဖေးဆွဲမယ် ပါကင်ကိုလည်းလုံးဝလေးရှာလုပ်ပေးထားတယ်ဟိုဖောက်ပြီးတာဘူးကြီးပဲထဲမှာဆိုလို့မှာနော်ခုမှစဖောက်ပြမယ်လက်သေးနဲ့ဆိုအဆင်ပြေဘူးလားရန်ကိုလေးလုံးအောင်လေး ဖောက်ပေးခဏ လက်သေးကျိုးတော့မယ်နော်မ လိင်းကြော်ပေးရတော့တက်တက်တော့ပဲ မလေးသေးကြည့် ရက်လိုက်ဟိုခဏ အဲစာဟိုပါကင်ကနော်ဒီမလေးကျိုးတွေကဟုတ်က အဲ့ဒါထားလိုက်တော့ကျူစီလာမယ်မမကြော် အေးကျွတ်ရတာမယ်နော်ဒါသူ့ရဲ့စက်ရုံက9နှစ်ကျော်ပြီပေါ့နော်ပစ္စည်းလာဆက်တာ အဲ့တော့လုံးဝမညူးတော့ ညီအယိုးလည်းမပါတော့နေတယ်ပါရှက်နာပဲ ဟုတ်လားဒီကားကလုံးဝမညူးတော့ ပါဖက်နော်ဒါ ပါဖက် ဟိုစက်ရုံထုတ်ဖို့ကျမတို့အာမခံနဲ့ရောင်းပေးတယ် ကျက်တုံဖြူတာအရန်ကိုကကျက်တုံဖြူအရန်မပါတော့ဘဲနဲ့သူက9ရက်ခွန်ကြော်ဒီပဲကိုအများကြီးထည့်ပေးတာ ဟုတ်တယ်ဘူးအပြည့် ကျက်တုံဖြူအရန်မများပေမဲ့လေကျက်တုံဖြူများလည်းမစားကြဘူးလေဒါကလေတော်တော်ကိုညှိနေညှိ ဘာညီလဲ ဟုတ်ကဲ့မဟုတ်ဘူး အင်း မဟုတ်ဘူးဟုတ်ကျက်တုံဖြူနဲ့ညှိမှာဆိုရှင်းမှာဆိုမညှိဘူး ဟုတ်တယ်ကျက်တူပြင်းနဲ့မပြင်းဘူးအဲ့လိုပြောချင်တာမပြင်းမဲ့တော့လေညီလဲမညီဘူးစားကောင်းတာ အဲ့ဒါတကျူးလေးနဲ့တခါပြန်ပြီးဖက်နဲ့ထင်းလိုက်မယ်